ကဲဒီနေ့မှာဘရိုထမ်မင်းမှာမီနဲ့အတိုင်းပဲကျွန်တော် Mobile Legends နဲ့ Hero တွေအကုန်လုံးကိုသုံးပြီးတော့ Solo Wave 60ကိုရအောင် try လုပ်မှာဖြစ်ပါတယ်အခုကျွန်တော်ရဲ့လက်ရှိ brand က Legend မရှိတာဖြစ်လို့ Legend က6 Pro လေးတွေ Save Pro လေးနဲ့ပဲဆော့သွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ရသွားမလားဆိုတာအဆုံးကြည့်လိုက်ရအောင်ပထမဆုံးဖွင့်ပွဲလေးမှာတော့ကျွန်တော်အနေနဲ့ Benedetta ကိုရောက်နေပါတယ်။ဘာဖြစ်လို့ Benedetta ကိုကန်ရလဲဆိုရင်တော့ဒီ hero ရဲ့ Ultimate Final Blow အပြင်သူရဲ့ Skill 1 Skill 2အပြင်သူရဲ့ Passive ကမှတော်တော်လေးမှလန်ရှင်းရလိုက်နေရမှာတော်တော်လေးမှအသုံးမိတာဆိုတော့ Benedetta လေးကိုပဲကျွန်တော်ဖွင့်ပွဲလေးမှာ Benedetta လေးပဲရေးခိုင်းတာဖြစ်ပါတယ်။ဒီဘက်မှာပါလာတဲ့ကောင်တွေကတော့ Blueberry ရဲ့ Hanami, Mono ပေးတဲ့နေနဲ့ Oni Squad ကမောင်နဲ့ Air တော့ပါမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ပထမဆုံးအောင်လေးလေးပဲသွားပြီးတော့ easy လေးလမ်းလေးပဲရှင်းလိုက်ပါတယ်။ပထမဆုံး weight 1ကနေတော့ weight 6ထိတော့ minion create လာတဲ့ battery လာလိုက်နေကျွန်တော်တို့ရှင်းရတာတော့လွယ်ပါတယ်ဒီလိုနဲ့ပဲလဲရှင်းနေဝေးချရတော့ boss တွေရန်ရေးဆိုင်မှာဖြစ်ပါတယ်ဒီစီဒီရန်တို့ဘိန်းတို့လောက်ထိကတော့ရှင်းရလွယ်သေးတယ်ဗျအဲ့ဝေးဆက်ရှင်မှာ fast shot ထွက်လာတာတော့နည်းနည်းတော့ခက်တယ်ဘရိုတို့ဒီအဆောင်ဆိုတာကျွန်တော်တီးလောက်လေးပြောပြမယ်ဗျပထမတစ်ချက်တော့ solo လုံးဝမစော့ပါနဲ့ဒုတိယအချက်ကတော့ကိုယ့်ဘက်က10 no fighter တို့ကထွက်လာတဲ့ boss ကြီးကိုအချိန်ဆွဲတာပဲဖြစ်ဒါမှမဟုတ် boss ကြီးကိုထွက်လိုက်တာပဲဖြစ်နောက်ကလုံးဝစုံအောင်ပြီးတော့လည်းမဖြစ်ပါနဲ့တိုက်ပြီးတော့အဲ့ဘွယ်ရှုံးမှသိကြပါတယ်ကျွန်တော်နဲ့ဒီလိုတိုင်းပဲရှုံးမှမနေတော့ပါဘူးကဲဒီလိုနဲ့ပဲဝေးချမှာထွက်လာတဲ့ positive ရန်ကြီးကိုကျွန်တော်ဟန်နမီပေါင်းပြီးတော့အောင်မြင်စွာကျွမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒါမျိုးကြားရတဲ့ကက်လီတွေကျွန်တော်စာတွေတရားဖတ်ပြီးတော့ရွေးဖို့လိုပါတယ် immediately rules anime ကိုတော့အပိုင်း 90% ဆိုတော့အဲ့ဒီမဲ့ဒါနားပြန်သုံးလို့ရတယ်ဗျာဆိုတော့ဒီကက်လီပဲရွေးလိုက်ပါတယ်ဝေးလျှောက်ကနေစီးတီတော့ remove minion grid ထွက်လာနိုင် battery ထွက်လာနေပဲအရင်တော့လိုပဲပြန်ပြီးတော့လမ်းရှင်းရမှာဖြစ်ပါတယ်ဒီလိုနဲ့ပဲလမ်းရှင်းနဲ့ဝေးစနစ်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ဝေးစနစ်မှာတော့ remove ball page နဲ့ရေးတိုင်းမှာဖြစ်ပါတယ်ခုနကောင်ကသူ့ဘက်ဘက်နဲ့အလုံးရှုံးနေတာဆိုတော့ကျွန်တော်ကိုယ်တိုင်ပဲအရင်ဆုံးဝင်ချမှာဖြစ်ပါတယ်ရှော့ကွာဟာရောက်ဒဲမရဘလူးကြီးတော့ဟာရောက်နှစ်ကောင်လုံးလဲနေပါလား what the hell ဘရိုတို့ကကျူလို့ဒါမှမဟုတ် tree ကိုစောက်ရဲဆိုရင်တော့အဲ့ဘောပင်ကြီးကိုအချိန်ဆွဲဒါမှမဟုတ်ဘတ်စီကိုပူလိုက်ပါလုံးဝသမချပါနဲ့အဲ့လိုဆိုရင်ပူပြီးတော့တတ်တာပါမယ်ကျွန်တော်နဲ့စကားပြောနဲ့ချလိုက်တာနားပြန်တော့တည်သွားပါပြီဒီလိုနဲ့ပဲကျွန်တော်ဘက်ကကောင်းနေရလဲချာတောင်းမလည်းပြင်းနေဘောပင်ကြီးကိုတော့အောင်မြင်စွာနဲ့ပဲကျွတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ကဗီဒီယိုတစ်ပုတ်ရဖို့ကိုအချိန်အများကြီးယူရသလိုအကြောင်းတစ်ဖက်နဲ့လည်းဖြစ်တာမို့လို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလက်မဲ့ပေးချင်နေပါ subscribe လုပ်ပြီးတော့အဆုံးထိကြည့်ပေးဖို့တော့ကျွန်တော်ဘက်ကတောင်းလို့ချင်ပါတယ်ဗျအခုချိန်မှာတော့စောက်ရန်ဟိုမှာရှင်းရခဲ့တဲ့ final boss version နဲ့ဆိုင်ရပြီပဲဖြစ်ပါတယ်ဒါနဲ့ဘရိုဒီ version နဲ့တွေ့ပြီဆိုရင်ဟာယော what the hell ယောငါတော့မပြောရသေးဘူးနော်ယောဘလူးတီးသွားတော့ဟာယောမေးအော်ဒါနဲ့ကျွန်တော်ဆက်ပြောမယ်နော်ဘရိုတို့ဒီဖာချာကြီးကိုတော့ဘရိုဘက်စီကိုခေါ်သွားလို့ရမှာမဟုတ်ဘူးဟန်နမီပိုင်ရင်ဟန်နမီနဲ့ပြေဂရီပိုင်ရင်ဂရီနဲ့ပြေအေဗာပိုင်ရင်အေဗာနဲ့ထိန်းလို့ရပါတယ်ဒီနေရာမှာကျွန်တော်နဲ့ဒီ play နာပြန်ပြီးသွားပြီဖြစ်ပါတယ်ဒီဘွဲတော့တည်ကြပါတယ်ဒီဘွဲလဲထုံးစံတိုင်းပဲတဖီပါကျွန်တော်ရဲ့ဒုတိယချိန်လန်တော့မီရိုတစ်ကောင်ဖြစ်တဲ့ကီမီပဲဖြစ်ပါတယ်ကီမီကိုဘာဖြစ်လို့ရေးရလဲဆိုရင်တော့ကီမီရဲ့ပတ်စစ်ပြီးနေတဲ့အချိန်မှာအချက်တစ်ကောင်ပြစ်မယ်ဆိုရင်အနောက်တစ်ကောင်မှဖောက်ပြီးတော့ထိရပါပြီးတော့တစ်ကောင်ဆိုရင်လည်းအဆင်ပြေရဲ့နှစ်ကောင်ဆိုရင်လည်းအဆင်ပြေတယ်အုပ်လိုက်လာမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ကျွန်တော်တော့ကီမီကိုဒီဘက်မှာယူတယ်နဲ့တော့ဆောက်မှာမဟုတ်ဘူး critical item အနေနဲ့ critical ကက်ရယူပြီးတော့ဆောက်မှာဖြစ်ပါတယ်ကဲဒီလိုနဲ့ပဲကျွန်တော်တို့ထုံးစံအတိုင်းပဲဂျာထဲမှာလိန်နေပါလေရှင်းပြီးတော့ဝေးလျှောက်ရတော့ boss city ရန်ကြီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီ boss city ရန်ကတော့ကျွန်တော်ထုံးစံအတိုင်းပဲ easy တော့ရှင်းလို့ရပါတယ်ဝီကဲကျွန်တော်တို့ဒီမူတီနဲ့ပဲ positive ရန်ကြီးကိုအောင်မြင်သွားကျွမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကက်ရယူတဲ့နေရာရောက်ပါပြီကက်ရယူတဲ့နေရာမှာကျွန်တော်တို့ critical နဲ့ဆောက်မှာဖြစ်လို့ critical ကက်လီတွေပဲကျွန်တော်တို့ရွေးလိုက်ပါတယ်ကျွန်တော်တို့ဒီရှားထဲမှာတော့ minion တွေထွက်လာလိုက် battery ထွက်လာလိုက် crit တွေထွက်လာလိုက်နဲ့ကျွန်တော်တို့ easy လေးပဲရှင်းလိုက်ပါတယ်ကျွန်တော်တို့အိုင်နယ်ဆက်တဲ့နေရာမှာတော့ကျွန်တော် horizontal project တုံးနဲ့ဒီလိုဒါလေးပဲကျွန်တော်ဆက်လိုက်ပါတယ်ကျွန်တော်တို့က critical နဲ့ဆောက်မှာပြီလို့ပဲစကားလေးလေးပဲဆက်လိုက်ပါတယ်ကျွန်တော်တို့အိုင်နယ်ဘေးကဘယ်လိုမျိုးသွားမလဲဆိုရင်တော့ holy crystal 3 လုံးနဲ့ magic အပြည့်သွားပါမယ်ဟိုအရင် critical ထွက်အောင်ပဲစကားလေးရှောင်းထွက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့သွေးလေးပြန်တက်အောင် concentration energy လေးကိုလည်းကျွန်တော်တို့ဆက်ထားပါမယ်က
ကဲဒီလိုနဲ့မှကျွန်တော်တို့ဝေးစက်နေရောက်တဲ့အခါ final boss bane boss နဲ့ရေးဆိုင်မှာဖြစ်ပါတယ်ကျွန်တော်ကဒီဘိန်းကိုလူမျိုးရေးဆိုင်မလဲဆိုရင်တော့ကျွန်တော်တို့ကသူမချလိုက်ချိန်မှာဒီမျိုးပြည့်အဲ့ဒီမဲ့ရေပွဲလေးလွတ်တဲ့အချိန်မှာ skill one လေးကိုအတားကြလေးထုတ်ပြီးတော့အင်ယူပါမယ်ဒီကမှာတော့ကျွန်တော်တို့အရန်ကျန်တဲ့ player တယောက်ပါလာတော့ဒီ boss bane လေးကိုတော့အတားရလေးပဲကနေပြင်းသွားတာဖြစ်ပါတယ်ဟာနမီရှောဝိုင်းကဲဒီချိန်မှာလည်းဘော်ဘိန်းလေးကိုတော့အမြင်သွားနေပဲကျွမ်းနိုင်ပြီဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာတစ်ခုကဘလူးတို့ကကျွန်တော်ရဲ့အခုပြီးဝလေးတွေကိုကောင်းနေဆိုရင်ကောင်းတယ်မကောင်းဆိုရင်မကောင်းဆိုတာကွန်မန့်မှာလွတ်လပ်စွာကျွန်တော်ထောက်ပြခဲ့လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကအမှားအဆုံးတရားပါမှနဲ့ဆိုရင်လည်းထောက်ပြလို့ရပါတယ်ကျွန်တော်က YouTube ကိုခုမှဆန်ရန်တာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာအစီအမပြေတာတွေရှိရင်ကွန်မန့်မှာထောက်ပြခဲ့လို့ရပါတယ်ဒီလိုနဲ့မယ်ကျွန်တော်တို့လည်းစကားပြောလိုက်လဲရှင်းလိုက်နေဝေးဆက်ရှိကိုနောက်ဆုံးတော့ရရှိခဲ့ပြီဖြစ်ပါတယ်လော့3កောင်နဲ့ဖတ်ဆက်တဲ့កောင်နဲ့ဆိုတော့ကျွန်တော်ပြရတဲ့ဆိုင်ဟန်နမီဖြစ်တာပူပြီးတော့နာမည်လို့ထင်ပါတယ်ပြောလို့မဆုံးသေးဆရာသမားရှော့ပါပြီကျွန်တော်ကောင်နဲ့လည်းဘယ်လိုမှချလို့မနိုင်နိုင်ဘူးဆိုတော့ဒီပဲလဲထုံးတဲ့အတိုင်းပဲ defeat ပါကျွန်တော်ရဲ့ရှုံနောက်တစ်ကောင်အနေနဲ့ကတော့ carry ပဲဖြစ်ပါတယ် carry ဘာဖြစ်လို့ရှိရလဲဆိုရင် carry ကစင်ညာတက်က hero တွေဖြစ်လို့ true damage လည်းဖြစ်တာကြောင့် boss ကိုရှင်းတဲ့အခါကျရင်ကျွန်တော်အနေနဲ့နည်းနည်းလေးပုံမြင်မယ်နေလို့ပါဗျ carry အနေနဲ့ကဒါမျိုး bat တွေ cree လာတဲ့ခါကျရင်ရှင်းရတာတော်လေးမှာတိုင်ပတ်တယ်ဆိုပေမဲ့ဒီလိုမျိုး boss တွေလာရင်တော့ရှင်းရဘလူးနေမှမတူအောင်ရှဲမြန်လာဗျဘလူးတို့မယုံမရှိရင်တော့ကျွန်တော် boss တွေလာရင်ပြမယ်ဒီနေရာမှာ boss တွေရန်လာဆိုတော့ချုပ်ပြပြမယ် show လိုက်ရင်ဗျ carry ရဲ့ damage true damage ထွက်တဲ့အပြင်သူကအဲ့ဒီမဲ့ဖွင့်လိုက်တဲ့အချိန်မှာ test speed ရလဲရှယ်ဦးမှမြန်နေရဆိုတော့ boss ကိုရှင်းတဲ့နေရာမှာဘယ် hero နဲ့မှမတူဘူးဗျဒီနေရာမှာ boss ကိုကျွန်တော်တယောက်တည်းရှင်းချရတာသူရဲ့ရုံလေးမှာကိုင်းဝိုင်းဆိုတော့နောက်လေးပဲပြန်ထုတ်ပြီးတော့ easily ပဲပြမယ်ဒီဘက်မှာပဇာနာလေးရတဲ့အောက်ထွက်နေရဆိုတော့ကျွန်တော်လည်းဟန်နမီပဲရှင်းလိုက်ရတယ်ဗျဒီဘက်မှာလည်းပဇာနာတစ်ပွဲလုံးထွက်နေရဆိုတော့ကျွန်တော်တို့ဒီဘက်လေးလည်းတိတ်ပြီးတော့အစင်းတော့မပြေဘူးဗျကျွန်တော်တို့လည်းရွေးရမပြေလင်းရှင်းလိုက်ပတ်စာလိုက်နေဝေးစက်နေကိုရောက်ရှိလို့လာပါပြီဝေးစက်နေမှာဆိုရင်တော့ကျွန်တော်တို့ boss bane နဲ့တိုင်းမှာဖြစ်ပါလေဒီနေရာမှာဘလို့ရှိုးကြည့်လိုက်ဘယ်လိုပြတဲ့တာမင်း Oh my god ဘယ်လိုမှမတူဘူးနော်ဘလို့တို့တွေးတွေရောချင်မှာလားပဲဘလို့တို့ပဲချက်ရှိုးကြည့်လိုက်တော့ခုနကပွဲရလူပဲ final boss bane ကိုတော့အသာလေးပဲရှင်းပြီးတော့ပြီးသွားဖြစ်ပါတယ်ဒီညမှာပဲဝေးစနေရောက်တဲ့အခါမှာတော့ final boss bane နဲ့ရေးဆိုင်မှာဖြစ်ပါတယ်ဒီကမှာတော့ကျွန်တော်အတန်မပါတော့ဘူးနော်ဘလို့ပဲချက်တချင်လေးနဲ့ပဲကြည့်ကြလိုက်တော့